မျိုးသမီးတယောက်ဟာသူ့ခင်ပွန်းသူမနာကိုလာတိုင်းခင်ပွန်းကကိုမထိန်နိုင်ပဲအန်ဂျလာတက်တာကိုသတိထားမိခဲ့တယ်သူတို့ဟာချစ်ကြိုက်ပြီးလက်ထပ်ခဲ့ကြပေမဲ့ဘာကြောင့်ဒီလိုဖြစ်နေလဲဆိုတာကိုသူမနားမလည်နိုင်ခဲ့ဘူးလွန်ခဲ့တဲ့3နှစ်လုံးသူမကိုခင်ပွန်းထိမိတိုင်းခင်ပွန်းကအန်ဂျလာတက်ခဲ့တယ်တနေ့တန်ရှင်းရေးလုပ်နေစဉ်သူမဟာခင်ပွန်းရဲ့လှုပ်ဝက်ချက်တစ်ခုကိုတွေ့ရှိလိုက်တယ်သူမကိုအရန်ချစ်တယ်လို့ပြသနေတဲ့ခင်ပွန်းဟာလေရင်ဝန်ထမ်းမိန်းကလေး hostess တယောက်နဲ့ကလေးတယောက်ရှိနေပြီဆိုတာကိုသိလိုက်ရတဲ့ဓာတ်ပုံတွေကတဲလွန်စားတွေကြောင့်သူမဟာခင်ပွန်းကိုလိုက်စုံစမ်းခဲ့ပြီးသူကအဲ့ဒီ hostess နဲ့အမှန်တကယ်အတူရှိနေကြောင်းတွေ့ခဲ့တယ်ဒေါသထွက်ပြီးသူမခင်ပွန်းကိုဖုန်းခေါ်ခဲ့ပေမဲ့ခင်ပွန်းကဖုန်းဖြတ်ချလိုက်ပြီး hostess နဲ့ပဲပျော်ရွှင်နေခဲ့တယ်ထို့နောက်သူမကြားလိုက်တာကခင်ပွန်းဟာသူမကိုညှစ်ပတ်တယ်လို့ထင်လို့မထိတာဖြစ်ကြောင်းပြောနေတာပဲအမှန်မှာတော့သူမဟာယနေ့တိုင်ကညာဖြစ်နေသေးတယ်လက်ထက်နေ့မှာပဲသူမဟာရဲထံမှအရေးပေါ်ခေါ်ဆိုမှုတစ်ခုရရှိခဲ့လို့ချက်ချင်းထွက်သွားခဲ့ရတာဖြစ်တယ်သူမဟာမာရှယ်အက်ချန်ပီယံတယောက်ဖြစ်ပြီးလူကုန်ကူးကိုင်းတစ်ခုတည်းစိတ်ဝင်ကဖမ်းဆီးခံထားရသူတွေကိုကယ်တင်ခဲ့တယ်ဒီအကြောင်းကိုတော့ခင်ပွန်းကိုမပြောခဲ့ဘူး TV သတင်းမှာသူမကိုမြင်လိုက်ချိန်မှာတော့ခင်ပွန်းကသူမမတန့်ရှင်းတော့ဘူးလို့ထင်ခဲ့တယ်လွန်ခဲ့တဲ့3နှစ်အတွင်းခင်ပွန်းကသူမကိုမထိခဲ့တယ်လို့လက်ထက်စာချုပ်ကိုလည်းမပုံတင်ခဲ့ဘူးထို့အပြင် hostess နဲ့လှည့်စားခဲ့တယ်ခင်ပွန်းမသိခဲ့တာကတော့သူမဟာချမ်းသာတဲ့မိသားစုမှဖြစ်ပြီးဖခင်ဆန္ဒကိုစန့်ကျင်ကလက်ထပ်ခဲ့တာပဲနောက်ဆုံးမှာသူမဟာခင်ပွန်းကိုစွန့်ခွာဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့ခင်ပွန်းကကွာရှင်းကြောင်းကြီးညာပြီး hostess နဲ့ကလေးကိုနာမည်ပေးဖို့စီစဉ်ခဲ့တယ်ထို့နောက်ခင်ပွန်းကသူမကိုအတင်းကျပ်ကားတဲ့ထိုင်စေပြီး hostess ရဲ့မွေးနေ့ပါတီကိုခေါ်သွားကလူများရှေ့မှာတောင်းပန်ခိုင်းခဲ့တယ်ဆက်လက်ကြည့်ရှုရန် B2 လို့မှန်းခဲ့ပါ